ကိုဝမ်းနဲ့အားငယ်တဲ့အချိန်အားမငယ်ပါနဲ့လို့ဆိုတဲ့စကားတွေနဲ့ကိုယ့်ရဲ့လက်ကိုဆုပ်ကိုင်းပြီးအားပေးမြတ်သိပြီးမြဲအဲ့ဒီဆုံးကိုလည်းမလို့ချင်တော့စင်ပြေမှုတွေအခက်အခဲတွေနဲ့ကြုံလာတဲ့အခါစိတ်တွေမွန်းကျရလို့ရှင်ခွင့်ပြောပြပြီးအားရပါရငိုချလိုက်ဖို့အတွက်မိခိုးစရာပခုံးနှစ်ဖက်ကိုလည်းမလို့ချင်တော့လူရဲ့စိတ်ဆိုတာကြောင်းလေးမြင်တတ်တဲ့ဆိုတဲ့သဘောတရားတွေကိုသိလာရပြီးတဲ့နောက်ပိုင်းအစုံတရားရဲ့ခရူးဆိုင်ပြုစုမှုတွေကိုလည်းမတောင်းတတော့ပါဘူးကိုတောင်းဆိုမှပေးလာတယ်ရမယ့်ချစ်ချင်းမေတ္တာတရားတွေကိုလည်းမလိုချင်တော့ပါဘူးဘာဖြစ်လို့လဲဆိုတော့တနေ့တစ်ချိန်ကျရင်ကိုကသူ့အတွက်ကိုဝမ်းနဲ့အားငယ်တဲ့အချိန်အားမငယ်ပါနဲ့လို့ဆိုတဲ့စကားတွေနဲ့ကိုယ့်ရဲ့လက်ကိုဆုပ်ကိုင်းပြီးအားပေးမြတ်သိပြီးမြဲအဲ့ဒီဆုံးကိုလည်းမလို့ချင်တော့စင်ပြေမှုတွေအခက်အခဲတွေနဲ့ကြုံလာတဲ့အခါစိတ်တွေမွန်းကျရလို့ရှင်ခွင့်ပြောပြပြီးအားရပါရငိုချလိုက်ဖို့အတွက်မိခိုးစရာပခုံးနှစ်ဖက်ကိုလည်းမလို့ချင်တော့လူရဲ့စိတ်ဆိုတာကြောင်းလေးမြင်တတ်တဲ့ဆိုတဲ့သဘောတရားတွေကိုသိလာရပြီးတဲ့နောက်ပိုင်းအစုံတရားရဲ့ခရူးဆိုင်ပြုစုမှုတွေကိုလည်းမတောင်းတတော့ပါဘူးကိုတောင်းဆိုမှပေးလာတယ်ရမယ့်ချစ်ချင်းမေတ္တာတရားတွေကိုလည်းမလိုချင်တော့ပါဘူးဘာဖြစ်လို့လဲဆိုတော့တနေ့တစ်ချိန်ကျရင်ကိုကသူ့အတွက်ကိုဝမ်းနဲ့အားငယ်တဲ့အချိန်အားမငယ်ပါနဲ့လို့ဆိုတဲ့စကားတွေနဲ့ကိုယ့်ရဲ့လက်ကိုဆုပ်ကိုင်းပြီးအားပေးမြတ်သိပြီးမြဲအဲ့ဒီဆုံးကိုလည်းမလို့ချင်တော့စင်ပြေမှုတွေအခက်အခဲတွေနဲ့ကြုံလာတဲ့အခါစိတ်တွေမွန်းကျရလို့ရှင်ခွင့်ပြောပြပြီးအားရပါရငိုချလိုက်ဖို့အတွက်မိခိုးစရာပခုံးနှစ်ဖက်ကိုလည်းမလို့ချင်တော့လူရဲ့စိတ်ဆိုတာကြောင်းလေးမြင်တတ်တဲ့ဆိုတဲ့သဘောတရားတွေကိုသိလာရပြီးတဲ့နောက်ပိုင်းအစုံတရားရဲ့ခရူးဆိုင်ပြုစုမှုတွေကိုလည်းမတောင်းတတော့ပါဘူးကိုတောင်းဆိုမှပေးလာတယ်ရမယ့်ချစ်ချင်းမေတ္တာတရားတွေကိုလည်းမလိုချင်တော့ပါဘူးဘာဖြစ်လို့လဲဆိုတော့တနေ့တစ်ချိန်ကျရင်ကိုကသူ့အတွက်